မြန်မာအလုတ်သမားကိုကောက်ွယ်ပေးလို့ဆုံးသွားတဲ့အလုတ်ရှင်ဒီအဖြစ်ပြက်ကပြီးခဲ့တဲ့9လပိုင်း10ရက်နေ့ညနေ4နာရီခွဲအချိန်လောက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ထဲဘန်ခဲမှာဖြစ်သွားခဲ့တဲ့ဒီအလုတ်ရှင်ကအသက်80ရှိပြီဖြစ်စဉ်ကတော့ဒီအလုတ်ရှင်က fitness ဖွင့်ထားတယ်ဒီအလုတ်ရှင်ရဲ့အိမ်ကွင်းကအကျယ်ပဲရှင်ပြီးတော့ fitness ကိုလည်းဒီအိမ်ကွင်းထဲမှာပဲဖွင့်ထားတယ်ဒီကွင်းအကျယ်ဒီအိမ်အကျယ်ထဲမှာလူ3ဦးပဲနေတယ်ဒီဆုံးသွားတဲ့အလုတ်ရှင်ရဲ့ပြီးတော့ဒီအလုတ်ရှင်ရဲ့အမေအိုဘောရှင်ပြီးတော့ရွှေပြောင်းမြန်မာအလုတ်သမားအမျိုးသမီးတူရှင်အဲ့ဒီအလုတ်သမားကအသက်18နှစ်ပဲရှိသေးတယ်ရှင်ပြီးတော့ကိုဝန်9လရှိနေတယ်ပြောရရင်ဒီမြန်မာအလုတ်သမားဒီညီမလေးပေါ့ရှင်ညီမလေးကဒီအလုတ်ရှင်ရဲ့အမေကိုကြီးရှုစောက်ရှောက်ပေးတဲ့အလုတ်လုပ်တယ်ညီမလေးမှာယောက်ျားရှိရဲ့ရှင်အဲ့နဲ့အရင်တလောတုန်းကညီမလေးကဒီအလုတ်ရှင်စီကိုမေးခဲ့တယ်ကျမရဲ့ယောက်ျားကိုလည်းအလုတ်ခေါ်ပါလားဗောရှင်အလုတ်ရှင်လည်းခေါ်မယ်ရတယ်လို့သဘောတူခဲ့တယ်ဒါပေမဲ့ဒီပြီးခဲ့တဲ့မကြခင်တုန်းကညီမလေးရဲ့ယောက်ျားကအရက်မူအရက်တောက်ပြီးညီမလေးကိုရိုက်နေတာတွေလှုပ်လို့ရန်ဖြစ်စကားများကြတယ်ဒါကြောင့်ညီမလေးကသူ့ရဲ့ယောက်ျားကိုဒီအလုတ်ကိုလည်းခေါ်မလာရှင်တော့ဘူးပြီးခဲ့တဲ့10ရက်နေ့ညနေ4နာရီကျော်အချိန်လောက်မှာဒီညီမလေးရဲ့ယောက်ျားကညီမလေးကိုဒီအလုတ်နေရာစီမှာလာရှာတယ်ရှင်ညီမလေးရဲ့ယောက်ျားနာမည်ကဆိုင်းဟန်အသက်23နှစ်ပဲရှိသေးတယ်ဆိုင်းဟန်ကညီမလေးကိုလာရှာတယ်ဒါပေမဲ့တခါပေါက်ကနေမလာဘဲနဲ့ဒီအလုတ်ရှင်ရဲ့ခြံစည်းရိုးကိုခွပြီးကြော်ပြီးတော့သူများရဲ့အိမ်ထက်ကိုဝင်သွားတယ်ညီမလေးကယောက်ျားလာတော့ကိုတီးတယ်ရှင်ဒါပေမဲ့ယောက်ျားဖြစ်သူကိုထွက်မတွေ့ရှင်ဘူးယောက်ျားနဲ့စကားများထားလို့ဒါကြောင့်အလုတ်ရှင်ကိုပြောလိုက်တယ်ပြီးတော့အယောက်ျားကိုအလုတ်မခေါ်တော့နဲ့လို့လည်းပြောခဲ့တယ်ဒါကြောင့်အလုတ်ရှင်လည်းညီမလေးကိုကာကွယ်ပေးတဲ့အနေနဲ့ဒီညီမလေးယောက်ျားဆိုင်းဟန်ကိုထွက်ပြီးစကားပြောတယ်အိမ်ထက်ကိုပေးမဝင်လာဘူးညီမလေးနဲ့ပေးမတွေ့ဘူးပေါ့ရှင့်ဒါကြောင့်ပဲဆိုင်းဟန်နဲ့အလုတ်ရှင်ကရန်ဖြစ်စကားများကြတယ်ပြီးတော့အလုတ်ရှင်မှာတနက်ပါတယ်ရှင်ဆိုင်းဟန်ကအလုတ်ရှင်စီကတနက်ကိုလူယူပြီးအလုတ်ရှင်ကိုနှစ်ချက်ပြစ်ထည့်လိုက်တယ်အလုတ်ရှင်ကအခင်းဖြစ်တဲ့နေရာမှာတင်ဆုံးသွားတယ်ရှင်ဆိုင်းဟန်ကအလုတ်ရှင်ကိုပြစ်ပြီးတဲ့နောက်အလုတ်ရှင်ရဲ့တနက်ကိုလည်းယူပြီးအလုတ်ရှင်ရဲ့ကားကိုလည်းမောင်းပြီးထွက်ပြေးသွားလိုက်တယ်အလုတ်ရှင်ရဲ့ကားနံပါတ်က904ရှင်ဆိုင်းဟန်ကကားမောင်းတာမကျွမ်းသေးလို့လားမသိဘူးရှင်အလုတ်ရှင်ကားကိုမောင်းထွက်သွားပြီးလမ်းပေါ်မှာအခြားသူရဲ့ကား3စီးကိုတွားဝင်တိုက်ခဲ့သေးတယ်လူများဗီဒီယိုရိုက်ထားတာလည်းရှိသေးတယ်ရှင်ဒါပေမဲ့ဒီနေ့ထက်ထိရဲကဆိုင်းဟန်ကိုမဖမ်းမိသေးဘူးရဲဆိုင်းဟန်ရဲ့တည်င်းကိုရတာကတော့ဆိုင်းဟန်အခုရန်စစ်မှာရှိတယ်လို့တည်င်းရတယ်လို့ပြောတယ်ရှင်အလုတ်ရှင်ကတော့စိတ်မကောင်းစရာရှင်ဆုံးသွားပြီးမိသားစုဝင်နဲ့ထက်တူပါနေပါတယ်ရှင်အလုတ်ရှင်ဆုံးသွားတော့ရဲကညီမလေးကိုရဲစခန်းကိုခေါ်သွားပြီးခေါ်ယူစစ်ဆေးမှုလုပ်ခဲ့တယ်ရှင်ညီမလေးကတော့အလုတ်ရှင်ရဲ့မိသားစုတွေကိုတောင်းပန်တယ်ညီမလေးစိတ်မကောင်းဘူးပေါ့ရှင်ယောက်ျားကဒီလိုမျိုးလာလှုပ်လိုက်မယ်လဲညီမလေးမထင်ဘူးပေါ့ရှင်အလုတ်ရှင်ကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဒီလူဆိုးကိုလည်းအမြန်ဆုံးဖမ်းမိပါစေလို့ဆုတောင်းပေးပါတယ်အလုတ်ရှင်ကအသက်ကြီးပြီဆိုပေမဲ့အာကစားတွေအမြဲတမ်းလှုပ်တော့ကြမ်းကြမ်းမာရှိနေတော့ပဲရှင်ဒါပေမဲ့ဒီဆိုင်းဟန်ဒီတရားခံနဲ့လာတွေ့တော့ဒီလိုမျိုးဆုံးသွားတဲ့ထက်တူစိတ်မကောင်းရှင်ဒီကားကိုခွန်တူညာခွန်လေးကားကိုတွေ့မိလဲရဲကိုဖုံးဆက်အကြောင်းကြားလို့ရတယ်တဲ့ရှင်